ဒီအချိန်မှာတော့ဒီ draft end နှစ်ခုတော့အစီအရောထွက်လာခဲ့ပြီ MS season 1 champion ဖြစ်တဲ့ Mad C အနေနဲ့ကတော့ဒီအချိန်မှာသူတို့ရဲ့နိုင်ပွဲကိုရယူသွားမလားဆိုတော့ကြည့်ရမယ်ဗျာဟုတ်ပါတယ်ဆိုတော့လက်ရှိမှာတော့ Blackton မနေ့ကဆော့ခဲ့တဲ့ပွဲစဉ်ရပြန်ကြည့်ရမယ်ဆိုရင်သူတို့ဒီ performance ကောင်းများစွာပြသခဲ့တော်လဲပေါ့နော် result ကောင်းတော့ပိုင်ဆိုင်ခွင့်မရရှိခဲ့သေးဘူးဗျ Messi ကတော့ဒီနေ့မှာသူတို့အတွက်ဆော့ကစားရမယ့်ပွဲစဉ်ပွဲရရရှိလို့လာခဲ့ပြီကျွန်တော်တို့ MS season 2အတွက် Tiny Defender လို့ပြောလို့ရတဲ့အသင်းဟာလက်ရှိမှာသူတို့ရဲ့ပထမဆုံးပွဲဥထွက်ကိုအနိုင်ရလက်တွေနဲ့ပဲဖန်တီးသွားမှာဒါမှမဟုတ်သူတို့ရဲ့ဒါ King Flat နဲ့ Juno ရောက်ရှိလာခဲ့တဲ့ Blackton ဟာကျွန်တော်ဒိုင်ပွဲရလက်တစ်ခုဖန်တီးသွားမလားဆိုတော့စောင့်လို့ကြည့်ရမယ်ဗျာLace အနေနဲ့ hater ရွေးချယ်မှုဒီလိုမျိုး Hispanic river မှာတော့တော်တော်လေးကိုတော့ impact ဖြစ်လိမ့်မယ်လို့တော့ထင်တယ်ပြီးတော့ vision လည်းပြလို့တော့ကောင်းတယ်ဗျအဲ့လိုရိုးနဲ့ပြန်ပြီးတော့ combination ကြားတဲ့အချိန်ကျရင်တော့နောက်မှတိုးကြီးပါလာမှာဆိုတော့ဒီ၃ယောက်ရဲ့ combination တွေ Romo river area တစ်လျှောက်တွေပြီးတော့ flanking တွေမှာဘယ်လောက်ထိ dominate လုပ်နိုင်မလဲဆိုတော့ကြည့်ရပါမယ်မတပတ် change တွေအရာကျွန်တော်တို့ Romaria လည်း nearly change တွေဖြစ်သွားခဲ့ပေါ့နော်အဓိကတော့ drop လိုမျိုး hero တွေက revenge ပြီးတဲ့နောက်ပိုင်းမှာပြန်လည်ပြီးအသုံးပြုလာတာများပြားတယ်ဆိုတော့ Blaze ကို wall ဖြတ်ကလိုက်တာကောင်းတယ်ဗျဒါပေမဲ့နေငယ်လေးသွားပြီးတော့ပဲဂျားလေးတစ်ခုသွားကြံတဲ့အခါမှာ Blaze နေနဲ့လွတ်မြောက်ခွင့်ရရှိသွားခဲ့ပါကြောင်မပိတ်လိုက်နိုင်ဘူးလို့ဖြစ်သွားခဲ့တာဗောနော်အဲ့တော့ပေါ်လန်အေးလင်ခွန်ဘာမှတော့တိတ်ပြီးတော့ထူးခြားခြားတော့မရှိဘူးအောက်က goaling match up ကိုတော့ကြည့်ရမယ်ဗျဂျူနိုနဲ့ Cape Sap ဒီနေ့ Cape Sap ကလည်းကျွန်တော်လူနို goaling ထွက်လာတဲ့အပေါ်မှာဒီလိုမျိုးဘယ်လောက်ထိများ performance ပြနိုင်မလဲပေါ့နော် so audience prediction မှာတော့ 91% လောက်ဒီ Metis C မှာရရှိထားတယ်ပြောအနေနဲ့ပဲအပေါ်မှာ King Flash က Blaze ကို first blood အနေနဲ့ရရှိတယ်ခဲ့ဗျာအဓိကတော့ Nico ပါသွားပြီးတော့ combine လိုက်သလားပေါ့လေ Energy Crow Impact ကအမှန်တိုင်းပြောရင်နာတော့နာတယ်ဗျာဟုတ်တယ်အဲ့တော့ Game Flash Rotation ဒီအချိန်မှာတော့ KSS ကိုတော့ပြန်လည်ပြီးတော့ရောက်ရှိလာပြီ KSS မှာတော့ဒီ live found တွေပါတယ်မရှိတဲ့အချက်ကတော့တော်တော်လေးကိုတော့အနေနဲ့တော့များတယ်ဆိုတော့ ultimate လေးရအောင်မယ်ဆိုတော့သူ့ရဲ့ကူရောင်တော်တော်မြန်တဲ့နေရာမှာပါတယ်ဗျာအဲ့အတွက်ကြောင့်သူ့ရဲ့ battle combination တွေကိုကြည့်ရမယ်လောလောဆယ်ကတော့ expanding ray ဖြစ်တဲ့အတွက်ကြောင့်ပဲကျွန်တော် river တရားနေပြီးတော့စီးမျောလာမယ့်ຢာတွေတွေ့ရမယ်ဗျာလဲမှာတော့ air strike Nico Saucy ပဲ flicker လေးနဲ့ပဲ transit ပေါက်ကိုတော့ရှောင်ပြသွားပါသေးတယ်ရှောင်ပြသွားခဲ့တယ်ဆိုမဲ့သူက flicker ကော air strike ကော target 5မှာတော့မရှိတော့ဘူးအဲ့တော့ Metis C အနေနဲ့ဒီ target 5ကိုတိုးဖို့အတွက်ကတော့မဖြစ်နိုင်တော့ဘူးဆိုတဲ့အလျောက်မှာတော့ Blackthorn ဒီအချိန်မှာတော့ jungling zone တွေကိုပါလိုက်ပြီးတော့ pressure ပေးဖို့အတွက်ကတော့စူးစမ်းနေသေးရဲ့ဗျာလွင်ကျွန်တော် cutting goal ကတော့ရှိနေသေးရဲ့ဗျာလောလောဆယ်မှာတော့ခွန်နဲ့သွားပြီးတော့ထိတ်တဲ့ retribution ကိုတော့ kill flag ရအောင်မယူထားသေးရဲ့ဗျာ badges ခံထားသေးရဲ့ကျွန်တော်တောင်းဒီဖြတ်ခဲ့တာ stand disable ဝင်သွားနောက်မှာတော့ kill flag အေးလို့ထပ်မံဆုံးတက်သွားခဲ့ပြီဖြစ်ပေါ်တယ် Spacecast အိုးဖိုးရဲ့ two man ပြန်လဲပြီးတော့ knock up ပေးထားတဲ့ဂျာနဲ့မှာတော့ Blackthorn ပြန်လဲပြီးတော့ counter attack တော့ပြီးသွားခဲ့ပြီဗျာ jungling zone တွေကိုသွားပြီးတော့ dive တယ်ဆိုရင်လည်း Metis C ပြန်ပြီးတော့ counter attack တဲ့ down တော့အရင်မခံနိုင်ခဲ့ဘူးတော့ဖြစ်သွားခဲ့တယ်ဒီက Blaze နေနေရလေ hater ဖြစ်နေတဲ့အလျောက်မှာပြန်ပြီးတော့ cover follow up လုပ်ပေးဖို့ Spacecast တွေတိတ်တော့မပါခဲ့ဘူးဘူရဲတစ်ကောင်တော့ပြန်ရလိုက်တယ်အဲ့တော့ hand တွေတော်တော်လေးနားတဲ့ damage တစ်ခုတော့ပြတ်သွားခဲ့ဗျာ but day fight တွေရတော့ခုနက continuous battle တော့ shot တွေးလိုက်ရတယ်ဒါပေမဲ့နောက်ဆုံးချိန်ကြီးကိုကင်ထားခဲ့တဲ့ဘူရဲရဲ့ chance တစ်ခုကလည်း2 man လောက်ထိပြန်ပြီးတော့ရရှိသွားခဲ့ဆိုတဲ့ပုံစံတစ်ခုပဲ tele prediction မှာတော့အကုန်လုံးက Metis Z ဘက်မှာသွားရှိနေတယ်ပေါ့နော် တယောက်တော့ရှိတယ်ဘယ်ကောင်မှကျွန်တော်ချက်တော့ကြည့်ရမယ်ပေါ့နော် prediction လေးတွေကိုအဲ့တော့ Alien ခွန် hero nature အရာဒီ hero nature အရာတော့ကျွန်တော် CC အနေနဲ့ကတော့ Ruby ကိုတော့ AC လေးထိန်းနိုင်တယ် handle ထားနိုင်တဲ့အနေထားမှာတော့ရှိတယ်အဲ့တော့ online case ကိုတော့သူတို့တွေတောက်လျှောက်ကိုသွား flank ပြီးတော့ secure ဖြစ်အောင်လုပ်နိုင်မလားဆိုတော့ကြည့်ရမယ်ဒါပေမဲ့နှစ်ယောက်လုံး wise ပြီးသွားရင်တော့တေမာတော့မဟုတ်တော့ဘူး race fight တွေလည်းသွားဖြစ်နေတာဆိုတော့ cases ကတော့ late game ဆန်လာတိုင်းမြသူရဲ့ damage တွေပုံပုံပြီးတော့များပြလာလိမ့်မယ် Juno လည်းထိုးရင်းလက်ကောင်းပဲ battle combination မှာသူရဲ့ lethality passive ဖြစ်တဲ့ Sky Empire ဆောင်မြင့်တင်မှုတော့လိုတယ်အရှိပွဲတွေတော့လိုမျိုးလုံးဝ hero game မရအောင်ဆိုရင်ပြဿနာတော့ရှိရဗျာလဲမှာတော့ hero game Nico နီနဲ့ထပ်ပြီးတော့ရသွားပြန်ပါသေးတယ် Nico ရဲ့ flanking တော်တော်ကြီးအလုပ်ဖြစ်နေရလို့ပြောရမယ်ဗျာ Blackthorn river area ရှောင်းမှာပဲနည်းနည်းအလုပ်ရှုပ်နေတယ်ပိုရဲနေပေါ့နော်အဲ့တော့ညီခုံဘစ်ကိုတော့ပြန်လဲပြီးတော့ရောက်ရှိလာပြီနောက်ပိုင်းယိုနဲ့ဒီ Toji နဲ့ Blaze ရဲ့လောက်ွက်တွေကိုတော့မြင်တွေ့လာရမယ်ဆိုရင်တော့ Blackthorn အနေနဲ့ပွဲကိုပြန်လဲပြီးတော့ handle လုပ်နိုင်မယ်လို့တော့ထင်တယ်တော့ဒီ bowling matchup တွေကလည်း better combination တွေမပါသေးဘူးဆိုတော့လေ Blaze ကတယောက်တည်းဖြစ်နေရဗျာနော်ဂျန်ငယ်တိုးတဲ့ဘက်မှာ Toji ကလည်းသူ့အတူပြန်ပြီးတော့ fan နေရဆိုတော့ရိုးပါလိုက်ပြီးတော့ combination လုပ်မယ်ဆိုရင်တော့ Hyuki ရရှိမှုဘိုင်းမှာတော့သွားပြီးတော့ရှိနေလိမ့်မယ် King Flash ကတော့ retribution ကိုကင်ထားတော့မယ်အဓိက target ပဲဆိုင်နေတာဗျ Blaze ကတော့သူ့တာဝန်ရ shot ပေးထားရဆိုပေမဲ့ King Flash မှာ regeneration ကသွားပြီးတော့ကျန်နေသေးတာဟန်သုံးချက်ကတော့တော်တော်လေးစိန်ဝိုင်းရလို့ပြောရမယ်တစ်ဖက်မှာတော့ဘိုးရဲ backup ကြည့်ထားတဲ့အချိန်မှာ Toji ပါရောက်လာပြီဗျ Metis C ဝင်တိုးဖို့အတွက်ကတော့နည်းလေးတော့စဉ်းစားနေတယ် King Flash အနေနဲ့လည်း HP တော်တော်လေးကိုနည်းနေတဲ့အနေထားတစ်ခုဗျအဲ့တော့ရိုင်းလွယ်မှာတော့မဟုတ်ဘူး dancing လေးတစ်ခုစတင်ပြီးတော့မြင်တွေ့ရတော့မှာလားဆိုတော့ကြည့်ရပါဦးမယ် Okay ဆိုတော့ target လေးကိုတော့ Toji ဆွဲတော့ခေါ်လာသေးတယ်ကျွန်တော် Mounty Shot က stand eye offer ပေးပွားပြီ back fly ကို in လွင်ကနေက2 man နဲ့တော့ချိန်လာသေး Yo Blade ဂျာ King Flash ပြန်လေ fall back နေပြီ target ကိုတော့ Toji သိမ်းပဲ one place flicker excruciate တက်ခက်ကိုပဲရအောင်ယူသွားတယ်မှာ shut down ကိုပိုင်ဆိုင်သွားခဲ့တယ်ဗျာအဲ့ဒီ objective ကိုပါရသွားတဲ့အပြင်ဟိုမှာ King Flash ကိုပါ hero ကထပ်ပြီးတော့ရလိုက်တယ်ဆိုတော့ Blackthorn အနေနဲ့ကတော့ making time မရောက်ခင်အချိန်လေးအတွင်းမှာပွဲကိုပြန်လဲပြီးတော့ပဲ balance ဖြစ်အောင်လှုပ်ထားနိုင်ပြီလို့ပြောရမယ်ဒီကအေးလွင်ရဲ့ backline တွေကိုဝင်ပြီးတော့ cutting ကို2 man ပေးသွားတဲ့အချက်ကလေးကတော်တော်လေးကိုတော့
လှပရတယ်ဗျာ ဆိုတော့ Metis က long push ကိုမစစ်လိုက်မိတာဗျာနော်ကျွန်တော်အဲ့ကဝင်လာခဲ့တဲ့ A လွင်ရဲ့ကျွန်တော် position တစ်ခုကတော်တော်လေးကောင်းသွားခဲ့တယ်တာတယ်လေးရတယ် hero kill လေးရတယ်ရလိုက်တာလေ kill speed သိမ့်ပိုက်တာလေ king flag ကိုရလိုက်တာဒါတော်တော်လေးကောင်းနေလို့ပဲပြောရမှာဗျာဂျန်ငယ်စုံထဲမှာလေတောက်လျှောက်ဆိုသလိုကျွန်တော် blaze တွေနဲ့ရှိနေခဲ့ပြီ king flag ကတော့သူ့ရဲ့ဂျန်ငယ်စုံထဲမှာတယောက်မတယောက်လာပြီးတော့ကြည်ပေးရမယ့်အခြေအနေတစ်ခုတော့ရှိတယ်ခွန်းကလေဒိန်းကြီးပါပြန်ပြီးတော့ swift ထားသေးတယ်ဗျာအဓိကတော့အပေါ်မှာရှိနေ Juno family speed ပြန်ပြီးတော့ပေးချင်တယ်ဆိုတဲ့အခြေအနေတစ်ခုပဲဒီက goal lane တွေကိုကျွန်တော် flank နာတွေကိုတော့တိတ်အများကြီးတော့မမြင်တွေ့ရသေးဘူးပေါ့နော် blaze နေနေကလည်း king flash ကိုပဲတောက်လျှောက်လိုက်ပြီးတော့ကြည့်နေတယ်နောက်ပိုင်းကျရင်တော့ nico ရဲ့ position တွေပါစိုးရင်စရာတော့ရှိလာမယ်ဒါပေမဲ့ဘိုးရဲရဲ့လောက်ကွက်ပေါ့နော်ဘိုးရဲအနေနဲ့အဲ့လိုမျိုး flicker ultimate combination တွေဘယ်လောက်ထိများကျွန်တော်လုပ်ပြနိုင်မလဲပေါ့အဲ့ဒီချက်တွေပေါ်မှာမူတည်ပြီးတော့ magic c အနေနဲ့ပို့ပြီးလောက်ကွက်ထွက်လိမ့်မယ်လို့ထင်ပါတယ် international tournament တွေမှာဆိုရင်တစ်ဖက်က air strike ချတိုင်း defensive bound နဲ့လှမ်းပြီးတော့ကောင်းတာလုပ်တယ်ဒါကို flicker လေးပြန်ပြီးတော့ရှောင်းတယ်ဒါပေမဲ့သူ့ရဲ့ flicker time က2မိနစ်လောက်တော့စောင့်အောင်မယ်ဗျာဒါမတန်ဘူးလို့ပဲပြောရမှာပေါ့နော်လောလောဆယ်ကတော့ magic c အနေနဲ့အရင်တာနေတဲ့အခြေအနေတစ်ခုတော့မဟုတ်ဘူး hero kill 4កောင်းလောက်ကြီးရတာဆိုမှလည်း objective fight တွေမှာတာတီးရနေတဲ့ Blackton ကယာကနေလောက်ထိ network ကိုသူတို့အနေနဲ့ပိုင်ဆိုင်ထားတာတော့တွေ့ရတယ်ဗျာဟိုရဲလောဆယ်ကတော့ blaze တောက်လျှောက် vision လိုက်ပြတဲ့ဂျားထဲမှာတော့သူ့အနေနဲ့ next flank ကတော်တော်လေးကိုတိုင်ပတ်နေရဗျာဒီက case ကိုလည်းတိတ်ပြီးတော့မထိရသေးဘူး Juno အနေနဲ့ family space တော်တော်လေးကိုခြေထားတဲ့ဂျားထဲမှာတော့ magic c အနေနဲ့ objective တွေကိုရှာဖွေဖို့အတွက်ကောကြိုးစားနေရဗျာline တက်ချုံပေးသွားပြီ cases ကဆိုတော့ 3.9k network နည်းတော့များတယ်ဗျမင်းမလေးကျော်ဒီမှာ black wing ကိုဦးစားပေးပြီးတော့ first side အနေနဲ့ထည့်ထားတယ်ဒါ air strike ချတဲ့အခါမှာတခါလေး yo နေနဲ့တမ်းမပြတ်ဘူးဆိုတဲ့အခြေအနေတစ်ခုပဲ wise ကတော့ကျွန်တော် EXP လေးနဲ့နှစ်ယောက်လုံးစီမှာပါလာပြီဂျန်ဂလာပြိုင်ပြန်ကြည့်ရမယ်ဆိုရင် 3.7k နဲ့ 3.4k ဒါတော့ပုံမှန်ပဲဗျာနော်ဟုတ်တယ်Let's see ဒီချိန်မှာတို့ရဲ့ found လေးကိုပြန်လဲပြီးတော့တည်ဖို့အတွက်ပဲစူးစမ်းနေ Blackthorn A လွင်တော်တော်လေးကိုတော့ဒါ front line ထဲမှာနှောက်ယှက်ထားနိုင်တဲ့အနေထားပြ Blaze ကိုတော့ပြေးပြီးတော့တီးနေပြီနောက်မှရှိနေတဲ့ backup တွေကြားထဲမှာ Blaze ကတော့ပြီးသွားခဲ့တယ်ဆိုမှ off hand မှာထပ်ပြီးပေးထားတဲ့ကြားထဲမှာတော့ Blaze အနေနဲ့အရင်ဆုံးတော့ကြာထားတယ်ဗျာ ultimate အကုန်လုံးပေးလိုက်ရတယ်နော် hero key တစ်ကောင်နဲ့တာတယ်တော့ပြန်ပြီးတော့ trade လိုက်ရတယ်ဗျာ transit ပေါက်ပေးပြီးသွားပြီ Scalian ပေးကျော် cutting ကောကြားထဲမှာ2 man လောက်ဒီပေးထားသေးတယ် A လွင်တော့ပြန်လဲပြီးတော့ not back တင်ထားတဲ့ခိုက်တယ်ပဲဗျာ hero key ကတော့ဆက်ပြီးတော့မရတော့ဘူး Blackthorn အနေနဲ့ကတော့ဒီနေရာမှာ one trade ဆိုတဲ့အခြေအနေတစ်ခုတော့ပြတ်သွားခဲ့တယ်ဒါပေမဲ့ objective 3ချိန်လုံးပိုင်ဆိုင်ထားတယ် Blackthorn ကတော့လိုအပ်နေတာတာဝါတွေပဲဗျခွန်ကတောက်လျှောက်ကိုဒီဂျူနိုနာမှာနေနေတာပေါ့နော်အဲ့တပေါက်ကတော့ကျွန်တော်နည်းနည်းစဉ်းစားနေရပဲဗျ KSL အနေနဲ့ကတော့ဘယ်တဲ့ join နိုင်ပါပြီးတော့မရှိသေးဘူးသူအဓိကသူလိုအပ်ပါတယ်လုံလောက်မှာပါဆိုတဲ့ item combination တွေအများကြီးရသွားခဲ့မယ်ဆိုရင်တော့သူ့ရဲ့လောက်ွက်တွေကိုကျွန်တော်ချက်တော့ကြည့်ရမယ်ဗျလောဆယ်ကတော့ famous space ကို king flash ကိုတော့ပြန်ပြီးတည်ပေးထားရပါတော့ဂျူနိုကနည်းနည်းလိမ့်နေရဗျနော်ကျွန်တော်9မိနစ်တိုင်မှာသူ့ရဲ့ sky ps ပြီးရဆိုတော့ Meridian fight ရ9မိနစ်ကျော်လောက်ထိစပြီးတော့ဆိုင်လို့ရရဆိုတဲ့အချိန်တွေမှာသူဒီနည်းနည်းလေးအချိန်တိုင်းတာ junior ဆိုတဲ့ပုံစံတစ်ခုတော့သွားတွေ့ရတယ်နောက်ပေါ်တော့ကလည်း9 second နီးယားလေးရောရှိနေသေးတယ်ကိုစီအောင်လမ်းမှာ air strike တန်းပြီးတော့ချထားပါသေးတယ် Kisel live on အချိန်မီလေးတော့ပေးသွားခဲ့တယ်ဒါပေမဲ့နောက်မှဘိုးရဲတော့ပါတယ်ဆိုတော့ flicker လေးနဲ့တိုင်ပင်မိတော့ပြန်လဲပြီးတော့ထော်သွားသေးတယ်ဗျ Toji Blaze ပြန်လဲပြီးတော့ bucket ချထားတဲ့အနေထား Might see သွားပြီးတော့ flank လိုက်တယ်ဆိုရင်မလို့ဒီဘက်က Kisel flicker လေးတော့ရလိုက်ပါတယ်သူရဲ့တသေးလေးပဲကြံတော့တာဗျဒီတဲ့ English effect ကလည်းရှေ့မှာသူ့ရဲ့ဒီ light side တွေကပြန်ပြီးတော့ရှောင်ရှားပြီးသွားပြီဆိုတော့မပါသွားခဲ့ဘူးပေါ့နော် Colonial effect ကလည်းနေလေးသွားပြီးတော့လိုအပ်ချက်သွားရှိနေသေးတယ်ဆိုတော့ lock မတိုင်ခင်မှာသူတို့ hero key လိုချင်တဲ့ပုံစံတစ်ခုပဲဗျ King Flag ကလည်း wise ဒီမှာထပ်ပြီးတော့ထည့်ထားတယ်လည်းပြန်ပြီးတော့ watch ပြတော့တိုက်ထားသေးတယ်ရိုးက flicker ခုံပြီးတော့ပြန်ပြေးတော့သွားဆိုတော့ ultimate နှစ်ကွက်တောင်ရလိုက်သေးရဲ့ဗျဟုတ်တယ်ဒါပေမဲ့သူတို့ flicker နှစ်ခုတော့မရှိတော့ဘူးဗျနော်အဲ့တစ်ခုကတော့ battle spell မရှိတော့တဲ့တစ်ကွက်ကတော့ Blackthorn battle ဆိုင်မှုအတွက်ကတော့နည်းနည်းလေးတော့စဉ်းစားရမယ်ဟုတ်တယ် Kisel Blaze vision လိုက်ပြီးတော့ထောက်ပေးထားတဲ့ဂျားထဲမှာသူ့အတွက်ကတော့တော်တော်လေးတော့တက်ရှူတော့ချောင်းနေရဗျအဲ့တော့ Juno ပြေးတော့တွေ့သွားပြီဘိုးရဲပြန်ပြီးတော့ block ထားတဲ့ဂျားထဲမှာ Toji ရရှိတယ်ဘာမှတော့တိတ်အများကြီးတော့လုံးလို့ရမယ်တော့မထင်ဘူးဗျဟုတ်တယ် Toji နဲ့ Blaze နောက်ပိုင်း late game ဆန်လာနေပြီး potential တအားနှိမ့်ကျသွားနိုင်တယ်ဆိုမှလည်းသူရဲ့ durability ကိုလည်းမိထားလို့မရဗျတော်တော် fuser ခင်းတာတွေကျွန်တော် ambush မှာသွားပြီး hold တာတွေဒီຢာတွေကအများကြီးလုံးဖြစ်နေအောင်ပါဗျကျွန်တော် rival လေးကတော့ပေါ်လာခဲ့ပြီဒီချိန်မှာ long ကတော့မကြခင်မှာစတင်လာတော့မယ် Metis ကတော့ကျွန်တော်လက်ရှိမှာ long push တကူတော့ hold ထားသေးရဆိုမှလည်း long နဲ့နီးစက်ရ ambush တွေကိုတော့သူတို့ပြန်ပြီးတော့ပဲ vision ပေါ်မှာတော့ရမယ်ဗျဒီပုံစံနိုင်ဆိုရင်တော့ Blaze ကတော်တော်လေး position ကောင်းနေရဆိုတဲ့အခြေအနေတစ်ခုပဲlaw objective fight တစ်ခုမှာတော့ဒီအချိန်မှာကျွန်တော် flicker နှစ်ခုကတော့ပျောက်ဆုံးနေရဗျ Blackthorn အနေနဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ကြည့်ရမယ်တစ်ဖက်မှာလည်း Boy ရဲ့ flicker တော့မရှိဘူး surprise ဖမ်းလာရပါတော့တိတ်မရှိနိုင်ဆိုရင် Nico flicker တော့ရှိနေသေးတယ်တစ်ဖက်မှာလည်းခွန်အနေနဲ့ flicker ရှိနေသေးတယ်ဆိုတဲ့အချက်ကိုတော့ကျွန်တော်ထည့်သွင်းစဉ်းစားအောင်ပဲဗျဟုတ်ရဲ့ Boy ကတော့ dot shot vision တော့ပြထားပေးသေးဗျ ban line ကနေဝင်မဲ့ကျွန်တော် Blaze ရှိနေသေးတယ်ဆိုပဲ Toji ကျုံသွားပြီဒါပေမဲ့တန်းတော့မပြတ်သေးဘူးဗျ Blaze ကလည်းလိုက်ပြီးတော့ကြည့်နေတယ် Cutting ကို Yo Blaze တယ်လေ Aloy ပေးပြီးသွားပြီဆိုတော့ ultimate ကျွန်တော်ပြန်ပြီးတော့စောင့်စမ်းရမယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျ law ကတော့စတင်ပြီးတော့မလုံးရသေးဘူး Metis ကတော့တာမလိုနဲ့သူတို့ vision ပြန်ပြီးတော့ union ဆိုတဲ့အခြေအနေတစ်ခုပဲဗျဝင်လာတိုးလိုက်မယ်ဆိုရင်တော့ပြတ်သွားမယ်အနေထားဗျအဓိကလွတ်ထွက်သွားတယ်တော်တော်လေးကိုအဆင်ပြေသွားတယ် rolling zone လေးနဲ့ပြန်လဲပြီးတော့ battle join လို့ရတဲ့အနေထားတစ်ခုမှာတော့ Metis နည်းနည်းလေးကတော့စောင့်ကြည့်နေသေးတယ် game flash နေနေကလည်း blue bat တိုင်ပင်မှာပဲရှိနေသေးတယ်ဗျအဲ့တော့ Blaze
ခွန်နီကိုကြည့်ဖို့အတွက်သူစူးစမ်းနေတာ ဟုတ်တယ် Vision ရကတော့ကျွန်တော်ဒါဘာမှပြောစရာတော့မလိုဘူးပေါ့နော် front line တွေက live ပြီးတော့ကြည့်ပေးထားသေးတယ် River Flow ကလည်းကျွန်တော်ဒါ expanding river ဖြစ်တဲ့အတွက်ကြောင့်ပဲတော်တော်လေးကြည့်ရတယ်ဗျဆိုတော့ top lane သွားရှင်းပြီးတော့ပြန်လာမယ်ဆိုရင်တော့မှမိနိုင်နေဆိုတဲ့အခြေအနေတစ်ခုမှတော့ရှိတယ်တိုဂျီကလည်း family space ကိုပြန်ပြီးတော့ရှာဖွေနေတယ်အဓိကတော့သူ front line မှာတိုးဖို့အတွက်ဆိုရင်တော့ magical defense တွေပြီးတော့ physical defense တွေအများကြီးလိုအပ်တယ်ဗျဒီဘက်မှာတော့ကျွန်တော် Juno ရဲ့ပြအားအဲ့လောက်ထိမပါဝင်ခဲ့သေးဘူးဆိုမှလည်းခွန်ရဲ့ offense တွေတူ Nico ရဲ့ air strike တွေအများကြီးစကားပြောနေတာ Rory ဘာကြီးတော့ပြီးသွားပြီပေါ့နော် Blaze ကတော့အမြဲတမ်း back line ကိုပဲကြည့်မှာပဲဗျ Blaze ကိုဘယ်သူလိုက်ကြည့်ပေးမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲဆိုတော့ Nico ပြေးပြီးတော့အိမ်လာတာဗျဒါပေမဲ့တစ်ဖက်ကနေပြီးခွန်ရှိနေတဲ့နေတာတစ်ခုမှတိုဂျီတိုင်းဖို့တော့စူးစမ်းနေသေးတယ်ဘိုးရဲတော့ပြေးတော့မိထားတယ်ဆိုပေမဲ့ဘိုးရဲပြင်းနေရဆိုရင်အလျောက်တော့ဘာမှတော့တိတ်အများကြီးတော့မလုတ်ချင်သေးဘူးဗျ True damage နားလိုက်တာကျွန်တော်ဘိုးရဲဘလို့မှခေါင်းထိုးလို့မရအောင်ဆိုတဲ့အခြေအနေတစ်ခုပဲဗျသူရဲ့တော်တော်နဲနေပြီ offense don't run ကျွန်တော်တော့မပြတ်ပြတ် hooking ပေးတာဆိုပေမဲ့ air strike ကလည်းကုန်သွားပြီ Nico backline ကိုပြေးကြည့်နေတယ် Juno 3 to 1 guy out of hand ကိုကျွန်တော်ဒီဘက်ကလည်း power wide တဲ့ trade the one chance 3 man လောက်သွားပြ store လောက်နေဆိုလည်းဘိုးရဲသူကိုယ်ပြန်ကြဝိုင်းတော့မှာတော့ hero kit တကောင်ပြန်ပေးလိုက်ရပါသေးရဲ့ဗျာ တော့ law objective ကိုတိုင်မင်မိသွားပြီးယူလိုက်တာဗျာနော်ဒါပေမဲ့မအောင်မြင်ပါဘူးလို့ပြောလို့ရမယ်အဲ့တော့ Toji တစ်ဖက်ကနေပြီးတော့ King Flash ကို pressure ပေးဖို့တော့စူးစမ်းနေ Blackthorn law objective တစ်ခုကိုပိုင်ဆိုင်လိုက်တာနဲ့အတူပဲဒီအချိန်မှာတော့ Messi ရဲ့ objective တွေဘယ်လိုမျိုးကျွန်တော်တို့ပိုင်ဆိုင်နိုင်မလဲဆိုတော့ကြည့်ရမယ်ဗျာ ဟုတ်တယ်ကျွန်တော် Messi ကတော့ first lane attack တလုံးတော့သူတို့မပေးချင်တဲ့ပုံစံတစ်ခုပဲဗျာသို့တော်လေးကျွန်တော်ဒီဘက်က law ကရသွားခဲ့ပြီ Super Minion wave ဖြစ်နေအဲ့မှာသွားကန် hero kit ပေးရနိုင်တယ်ဗျာဒီ law လေး to mega tower တွေထပ်ပြီးတော့ down ရမယ်ဆိုတော့ Messi အရင်ချင်းတွေကောင်းနေတဲ့ချင်းတွေတစ်ခုတော့မဟုတ်ဘူးကျွန်တော် River Flow နောက်မှာ destruction box နဲ့တော့ပေးပြီးသွားပြီဗျာ ultimate ကတော့ long range damage တစ်ခုအနေနဲ့ပေးပြီးသွားပြီဆိုပေမဲ့လည်းတစ်ဖက်မှာလည်း air strike ကိုပြန်ပြီးတော့ချလာသေးတယ် ရိုးရိုးပြေးပြီးကောက်ချင်တယ်ဆိုရင်အရင်ကတော့အဆင်မပြေသွားခဲ့ဘူးတစ်ဖက်မှာလည်း backup တွေရောက်လာတဲ့အနေထားပေါ့နော် Messi အနေနဲ့ကတော့ဒီပွဲကိုဆွဲဆန်းဖို့အတွက်အချိန်ကြီးအများကြီးကိုဝယ်အောင်ပါပဲအဲ့တော့ Juno ဒီအချိန်မှာသူ့ရဲ့ stack လေးတွေအများကြီးမရှိသေးရလားပေါ့ ဒါတော့အမှန်ပဲဗျာနော်သူ family space ကတော်တော်လေးဒါ narrow space ဖြစ်သွားတာလည်းပါတယ်ကျွန်တော်နောက်ထပ်အနေနဲ့ကလည်းသူ hero kit ရရှိမှုပိုင်းမှာလည်းအားနည်းနေရလည်းပါတယ်နော် Skypiea stack ကဒီအချိန်မှာ0ဖြစ်နေရဗျာအဲ့လားတော်တော်လေးစိုးတယ် hero kit ရရှိမှုပိုင်းမှာကျွန်တော် timing ရပြန်ကြည့်ရမယ်ဆိုရင်7 minutes situation ကတေချာပေါက်ကျွန်တော်30 over 40 over လို့ဆိုရင်တော့ပို့ပြီးတော့ကောင်းနိုင်ခြေရှိတယ်ဗျာသိလား ဒီက Blaze နဲ့ Toji ကလည်းသူ့ရဲ့ damage တွေကိုကောင်းကောင်းကြီး front line ထဲမှာခံပေးထားရဆိုတဲ့အချက်တွေပေါ့နော်ပြီးတော့ Blaze ကလည်း Juno မဟုတ်ရင် Nico တောက်လျှောက်လိုက်ကြည့်နေရဗျအဲ့တော့ခွန်အနေနဲ့အမြဲတမ်းလို့ Juno မဟုတ်ရင် Nico နားမှာတော့နေပေးနေရတယ်ပေါ့နော်အဲ့တော့ဘိုးရဲ initiate တဲ့အချိန်တိုင်းမှာဘယ်သူနောက်ကနေပြီးတော့တွဲဖက်ပြီးတော့လိုက်ပါလာမလဲဆိုတော့ကြည့်ရမယ်ခုနကဆိုရင်လည်းဒါဘိုးရဲလုတ်တဲ့အကွက်လေးတွေတော့တော်တော်လေးမိုက်တယ်ဗျ follow ရဲ့ damage သာပါတယ်သူတို့ law ရသွားနိုင်တယ်ဗျာနော် hero kit law မရတော့မှ hero kit အများကြီးမသိစီနေနဲ့ပိုင်ဆိုင်သွားနိုင်တယ် law စီကတော့ကျွန်တော် jungle flow တွေရောပြီးတော့ကျွန်တော်နောက်ထပ်ဒီပြန်ကြည့်ရမယ်ဆို back time တွေရောအကုန်လုံးတော့ invade လောက်ခံရတဲ့အခြေအနေတခုတော့ရှိနေလိမ့်မယ်ပေါ့နော်ဒီကတော့ Tyrant တွေပေးလိုက်ရတာဗျမလင်းရောကျော် side lane တွေရောပြန်ကြည့်ရမယ်ဆို inner Tyrant တွေမရှိတော့ဒီ mega tower တွေကိုပဲ defend ရမယ်ဆိုတဲ့အခြေအနေတခုပဲလောက်ကိုသွားလူဖို့အတွက်ဆိုရင်တော့တေချာပေါက် vision ကိုကြိုပြီးတော့ဖော်ထားရမယ် side lane တွေကိုကြိုပြီးတော့ရှင်းထားရမယ်ဆိုတဲ့အခြေအနေတခုပဲကျွန်တော် back line control ကလည်းခုနအနေထားမှာဆို Blitz ကတယောက်တည်းဟိုမှာကျွန်တော်တစ်ဖက်က Juno ဖြတ်ဖို့တကြိုးစားခဲ့တာ ဘာလိုင်းဒီဘယ်လိုပြောဘာလိုင်း control တွေကနေပြီးတော့ long damage တွေနဲ့ပြန်ပြီးတော့ထောက်ထားဖို့အတွက်ပြင်ဆင်ထားခဲ့တယ်ဆိုရင်မဲ့လည်းပဲတစ်ဖက်ကနေပြီး Blaze Toji Arin တို့ရဲ့လောက်ွက်တွေရဲ့ဂျားမှာ Messi ကတော်တော်လေးကိုနစ်မျောနေတယ်လို့ပြောရမယ်ဗျအဲ့တော့ law objective ပေါ်ဖို့အတွက်ကတော့10 minutes စွန်းလေးလောက်ပဲလိုတော့တယ်Blackthorn Messi ဒီအချိန်မှာ law objective fight တစ်ခုမှာတော့ဘယ်အသင်းကပို့ပြီးတော့ form မကြသွားမလဲဆိုတော့ကြည့်ရပါအောင်ပွဲစဉ်တွေကတော့ကျွန်တော် Lunos ရဲ့ပွဲများဖြစ်နေမလားပေါ့လေကျွန်တော် Lunos ပါလိုင်းက Lunos စီပဲနော်တော်များနော်ကျွန်တော်တော်လေးကိုကျွန်တော် favorite များနေဆိုတဲ့အခြေအနေတစ်ခုမှာသွားတွေ့ရတယ်ဗျာနော် goal line မဟုတ်ရင်လည်း mimic ဆိုတဲ့အခြေအနေတစ်ခုပဲ Blaze ရဲ့ position ကိုလိုက်ပြီးတော့ရှာနေသေးတယ်ဗျာဒါပေမဲ့သူတို့လုံးဝမတွေ့သေးဘူး Mountain Shot ကလေး online တော့ကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဒါပေမဲ့လုံးဝလည်းအချိန်တိုင်းလာရစက္ကန့်20လောက်သွားချက်နေသေးရဆိုတော့ ultimate ကိုသူအစောကြီးမပေးချင်တဲ့ပုံစံပဲဗျာပွဲတော့ကျွန်တော် mechanic တွေပြန်ဆိုင်နေနေပွဲလို့တော့ကျွန်တော်သတ်မှတ်လို့ရရမယ်ပေါ့နော်အဲ့တော့ law objective တစ်ခုကျွန်တော်ပေါ်လာဖို့တော့တိတ်တော့မလို့တော့ Juno အနေနဲ့ sea help back တွေပါထပ်ပြီးတော့ join လာရတယ်ဗျအဲ့တော့ expanding river မှာတောက်လျှောက်ဆိုလို့ battery ဆိုင်နေနေပဲနောက်ထပ်ကျွန်တော် law objective တစ်ခုစီကိုတော့ OT လာခဲ့ပြီ KSF Blaze battery join ဖို့တော့လိုအပ်နေသေးရဲ့ဗျဟုတ်တယ်ဆိုတော့ဒီ expanding river ကတော့ကျွန်တော်ဒီ log ကိုမကေးမချင်းကိုကျွန်တော်ဒါပေါ်လာတော့မှာကျွန်တော် by one but line ထဲမှာကျွန်တော် vision ကတွေးလိုက်တဲ့ပုံစံပဲဗျာနော် Blaze ကလည်းပြန်လဲ fall back ခဲ့သလိုကျွန်တော် Juno ကလည်းလိုက်ပြီးတော့သူ teammate တွေကိုကျွန်တော်ဒါ information ပေးလိုက်တယ်ဆိုတဲ့အခြေအနေတစ်ခုပဲဒါပေမဲ့ lane တွေကတော့ပြန်ပြီးတော့တွန်းထားသေးတယ်ဗျာ Nico ကတော့ online မှာတယောက်တည်းပဲဆိုတော့ vision ရပြန်ကြည့်ရမယ်ဆို Blackthorn ကပို့ပြီးတော့တာတယ်ဟုတ်တယ် Blackthorn ကတော့ပို့ပြီးတော့တာတယ်ဆိုတဲ့အတွက်ကြောင့်ဒီချိန်မှာ law objective Blackthorn တဲပြီးတော့စားတော့လုံနေပြီ Messi အနေနဲ့ဝင်တိုးဖို့နည်းနည်းတော့ခဲရင်အောင်မယ်တစ်ဖက်မှာလည်း Blaze အနေနဲ့ Nico ခါပြတ်ထားတဲ့အနေထားဗျ backline ထဲမှာဝင်ကြည့်မယ်ဆိုရင်လည်း Juno တွေ့နိုင်တယ်အဲ့တော့ပြန်ပြီးတော့ fall back သွားတော့ King Flash ဒီချိန်မှာ Messi ဘာလုံးဝမယ်မသိပဲအနေထားတစ်ခုမှာတော့ Kissat law တော့ရောက်အောင်ယူထားပါသေးတယ်အဲ့တော့ Juno ပြန်လဲ fall back သွေးတစ်စက်လေးနဲ့ Kissat
finishing လိုက်ပြီးလောက်တိုင်းခါမှာ hero game ရရှိသွားခဲ့ဗျာဒါမှပြန်လဲ format ရခိုင်တဲ့တခုမှာတော့ဘိုးရဲ့အကုန်လုံး hand တားပေးတိုင်းနောက်မှာတော့ ill ဝင် you place လိုက်ပေးရဆိုမြဲလဲ damage ရရန်လုံလောက်ခဲ့ရင်တော့မရှိဘူး one man down ဆိုတဲ့ပုံစံတခုတော့ Mythic ရင်ဆိုင်နေရတယ်ဗျာလုံးဝမပေးဘဲနဲ့သွားပြီးတော့ try ခဲ့တော့လဲပေါ့နော်ဒီတစ်ဖက်က case damage ကပုံများသွားခဲ့တာဟုတ်တယ်အဲ့တော့ law objective တခုကို defend ဖို့အတွက်တော့ဒီအချိန်မှာ Mythic 4 man လောက်တော့ကြံနေသေးရဲ့ဗျာ Juno မရှိတဲ့အချက်ဒီအချိန်မှာဘယ်လောက်ထိများတောင်းခံနိုင်မလဲဆိုတော့ကြည့်ရအောင်မယ်အဲ့တော့ in သားတွေပေးထားတဲ့အနေအထားတစ်ခု holy shield လည်းမရှိတော့ဘူးဆိုတော့ objective တွေတောက်လျှောက်ကိုပေးရဖို့အတွက်တော့ကျင်းနေတော့ရှိနေပြီတိုဂျီဘလိုင်းနဲ့ပက်ဖို့အတွက်ကြိုးစားနေ blast အနေနဲ့ကလည်းထွက်လာတဲ့ကိုထောင်းတော့မှာဗျာဒီကို 2 man ဝင်သွားပြန်ပြီ light side တွေကြောင့်ကာတိုင်းကောတွေတကယ်ကို combination ကြနေရဲဆိုမှလည်း front line hero တွေသွားဖြစ်နေဗျာတခါရောတန်းတော့မကြသေးဘူးပေါ့နော်ကျွန်တော်ကတော့ဒီချိန်ကြီးကိုကြံရှိနေတော့မယ် mountain shot က kill flat ကျွန်တော်ရှင်းလာသေးဆို back line this ပြီးတော့ဝင်သွားပြီတော်တော်လေးတော့ကြုံနေဗျာ emory down ပြန်ထားအချိန်မှာ air strike ကျဲထားသေးတယ်နောက်ဆုံး last hit မသိသွားပြန်ဘူးဗျာရှင်းပါလေကျွန်တော် A တွင်ပြေးပြီးတော့ထိန်းထားပေးရလေတော်တော်လေးကိုကောင်းသွားပြီဗျာဒီအချိန်မှာ Mythic အတွက် law objective ကိုရှင်းဖို့တော်တော်လေးကိုတော့လိုအပ်နေပြီခွန်3ယောက်လောက်ကိုတော့ပြေးပြီးထိန်းထားရဆိုရင်နောက်ကနေပဲ follower damage လေးလိုအပ်ချက်ရှိနေရဆိုတော့ဂျိုင်းမပိုးရဲ့ပြန်ပြီးချက်ထားရဆိုရင်မလို့ KSS Killing Spring ပြန်လည်ပြီးတော့ပဲယာထားသေးတယ်ဗျာအကြီးက outpush တွေပေးနေတဲ့နှစ်ကောက်ဖြစ်တဲ့ Kimi နဲ့အတူ Lunos ရဲ့ damage တွေကဘလို့မှမခံစားနိုင်တဲ့ခွန်အနေနဲ့ကတော့ front line မှာသူတို့ run အဲ့ offense တွေပေးဖို့အတွက်ရန်အချိန်မကြောက်ဖြစ်နေခဲ့တယ်ဗျာဘူရဲတကောင်တော့မှဝင်လာတဲ့ grind chat တခုကောင်းခဲ့ဆိုမှလည်း follower damage ပေါင်လာတဲ့ခါမှာဒီတကောကိုချက်ပြီးတော့ degree ကို defend မယ် Mythic ကားစီတော့သွားပြီးတော့ကြံနေပါသေးတယ်တော့ Yo-Yo Blaze ပြပေးထားတဲ့ခိုင်တဲ့တခုမှာနောက်တစ်ဝေး side lane တွေတက်လာတဲ့အားတွေအကုန်လုံးတော့ Mythic ပြန်ပြီးတော့ defend ထားပါသေးတယ်ဗျာMythic အနေနဲ့ game number 1တော့လွယ်လွယ်နဲ့တော့လက်မလွတ်ချင်ဘူးဗျာသူတို့အနေနဲ့ကတော့ဒီအချိန်မှာတစ်ပတ်က Bloodthorn တော့အကောင်းဆုံးပြန်လဲပြီးတော့တောင်းခံခဲ့တယ်လို့တော့ပြောရမယ် Bloodthorn အနေနဲ့ကထပ်မားလို့တော့မရဘူးဗျာအမှားတစ်ခွက်ကတော့ပွဲကိုအဆုံးသတ်သွားနိုင်တယ်လို့ပြောလို့ရတယ်ဒါတော့အမှန်ပဲအဓိကတော့ Jordy magical damage တွေတအားများနေဗျာနည်းနည်းလေး late game ပို့ပြီးတော့ကြာသွားမယ်ဆိုရင်တစ်ဖက်ကနေပြီးတော့အတနာရှိတွေ radiant အာမာတွေပါလာမယ်ဆိုရင်တော့ဒီနှစ်ကောကပေးနိုင်ပါမလားပေါ့လေ true damage အနေနဲ့ကတော့ CC ရှိရဆိုမှလဲ CC ကလည်းသူ့ရဲ့ Kalingo Yo Blaze ကနှစ်ကောင်ချိန်လေတစ်ကောင်က damage ကသွားပြီးတော့ထိနေမှာဆိုတော့အဲ့လိုပုံစံတစ်ခုတော့ရှိတယ်နောက်ပိုင်းတွေမှာတော့ 2 man span flow ဒါအောင်မှ long range damage နဲ့ကျော်ဒီဘက်က Nico ရဲ့ air strike တွေမှာရှိနေသေးရဆိုတော့အချိန်တစ်ခုတည်းသာထပ်ပြီးတော့ပေးလိုက်မယ်ဆိုရင်ဒီကြောင့် Mythic တက် camera point တစ်ခုကလည်းဖြစ်ကောင်းဖြစ်နိုင်သေးရဲ့ဗျာBloodthorn အတွက်ကတော့လိုအပ်နေရလှပတဲ့ဖတယ်လေးတစ်ခုပေါ့နော်ဒါပေမဲ့ Mythic ဘက်ကနေပြီးလိုအပ်နေရ Juno ရဲ့ damage တွေဗျ Juno ကကျွန်တော်တို့ damage တွေထွက်လာခဲ့မယ်ဆိုရင်တော့တစ်ဖက်ကနေပြီး Mythic အနေနဲ့ counter attack တွေလုပ်ဖို့အတွက်တော်တော်လေးကိုအဆင်ပြေသွားလိမ့်မယ်ဆိုတော့ Toji ကိုဝိုင်းရှင်းမှုအတွက်ကိုစူးစမ်းနေ spare gas တွေတော်တော်များပေးထားတဲ့ကြားထဲမှာတော့ Nico air strike နဲ့တော့အဆုံးသတ်ထားပေးသေးရဲ့ဗျတင်ကို Luno light side dash side combo တွေကြားထဲမှာတော့ထပ်ပြီးတော့ဘိုးရဲတကောင်မှာယူဝတ်စူးစမ်းနေတယ် Kisak one man down ဆိုတဲ့ပုံစံတစ်ခုတော့ဖန်တီးပြတ်သွားခဲ့နောက်မှာ 4v4 ဆိုတဲ့ပုံစံတစ်ခုတော့ထပ်ပြီးတော့မြင်တွေ့ရအောင်ပဲဗျလောက်ပုံတော့ကလည်း second လောက်ပဲကျန်တော့နေ respawn ရ Toji ဒီပြန်ပေါ်ဖို့အတွက် second 20ခဏတာအချိန်ကြီးစောင့်မယ်ဆိုရင်တော့ Nico ရော Toji ရောပြန်လာတဲ့ 5/5 saturation တခုထပ်ပြီးတော့မြင်တွေ့ရပါအောင်မယ်ဘိုးရဲအနေနဲ့ law objective vision ဖွင့်ဖို့အတွက်ကိုစူးစမ်းအောင်မယ်ခွန်အနေနဲ့လည်းခုနကကျွန်တော် right time လေးတော့ထိမ့်ပေးထားလိုက်တယ်ဆိုပေမဲ့လို့ပေါ့နော် Hero K ကတော့ပြန်လည်ပြီးတော့ပေးလိုက်ရတယ်အဲ့တော့ Lord Dancing တခု Bloodthorn စတင်ပြီးတော့လုံနေ retribution တော့မပါဘူးဆိုရင်တစ်ဖက်မှာ Blaze အနေနဲ့ကတော့ကျွန်တော် King Flash ကိုသွားပြီးတော့ကြည့်နေရဆိုရင် information တိကျရထားတယ်ဆိုတော့ Kalingo Yo-Yo Blaze ချမ်းမခွန်ကြောက်သွားတော့မလားဆိုတော့ကြည့်ရမယ်ဗျတစ်ဖက်ကနေပြန်ပြီး mini stand တွေပေးလာတဲ့ဂျိုင်းမှာတော့ Juno အေးလွင်တော့ပြန်ပြီးတော့ယူသွားခဲ့ပြီဗျ play ကတော့ပြီးတော့ပြန်လဲ fall back ပါတဲ့ခိုင်တစ်ခုမှာ 4/5 Mythic ဒီလောက်ထပ်ပြီးတော့ try mode ကျွန်တော် river flow လေးတော့ထပ်ပြီးတော့ပေါ်လာခဲ့ပြီဗျ Toji ဂျန်ကယ်လာတော့ရှိတယ် that side တွေအကုန်လုံးပေးလာခိုင်တစ်ခုမှာ King Flash ready ပြေးပေါ့ဆိုတော့ Tojiပဲသိမ့်ပိုက်ဝိုင်းတော့မှာ Bloodthorn ထပ်ပြီးတော့ lock object ကိုရရှိသွားပြန်ပါသေးတယ် 4v5 ဆိုပြီးပဲလို့ဘိုးရဲအင်ပြန်ဝိုင်းအနေထားတစ်ခုတော့တုံးချပြီးတော့ဒီအချိန်မှာ Bloodthorn အနေနဲ့နောက်ထပ် lock object တစ်ခုပါထပ်ပြီးတော့ပိုင်ဆိုင်လိုက်ရပြန်ပြီဗျ3ချိန်မြောက် lock ပါဗီဂါတွေလည်းမရှိတော့ဘူးဆိုတော့ဒီအချိန်မှာ defend mode အတွက်ကတော့ Mythic တော်တော်လေးကိုတော့ခက်ခဲလိမ့်မယ်လို့တော့ထင်ပါတယ်နှစ်ယောက်လုံးက Jordan Nico ဆိုလဲ win spike ဝင်နေလာပြီးတော့ join နေ Toji ဆိုလဲပေါ်ပေါ်လာကြီးသူ့ရဲ့ unity နဲ့ပြေးလာခဲ့တယ်အဲ့တော့ကြောင့် combination ကမြန်နေဆိုပေမဲ့လေကျွန်တော်တစ်ဖက်ကနေပြီးတော့ဘိုးရဲသွေးညောနေတဲ့အရာကိုခွင့်ကောင်းယူပြီးတော့ Bloodthorn ကပိုင်ဆိုင်သွားခဲ့တာဗျဆိုတော့ lock ကတော့တက်လာခဲ့ပြီ 5/5 saturation တခုကထပ်ပြီးတော့မြင်တွေ့ရမလားကြည့်ရမယ်ဗျ Long damage ရဲ့ impact တွေ high ground မှာတော့ပြသဖို့အတွက်ကတော့လိုအပ်နေပြီဗျ Toji ဝင်တိုးဖို့အတွက်နည်းနည်းလေးခက်ခဲနေတယ်ဘိုးရဲအနေနဲ့သူ့ရဲ့ low quality တစ်ခွက်ကဒီပွဲရဲ့ counter attack နဲ့အတူအများကြီးတော့ပြောင်းလဲသွားနိုင်တယ်ဗျဒီချက်တွေကို Bloodthorn အနေနဲ့ကောင်းကောင်းကြီးသတိထားနေတယ်ဆိုတဲ့အတွက်ကြောင့် low objective နဲ့တက်ဖို့အတွက်ကတော့သူတို့အတွက်နည်းနည်းလေးခဲရင်းတယ်ဒီက KSS ကလည်းတွေးတော်နိုင်ရဲသွားပါတယ်ဟုတ်တယ်ဆိုတော့ဘိုးရဲလိုမျိုးကျွန်တော် AOE crowd control ပါနေတဲ့ hero တကောင်ဖြစ်နေရဆိုတော့ဗတ်တဲ့အမှားတစ်ခုကလည်း Bloodthorn နေလောက်လို့မရပြန်ဒီက wide chat တစ်ခုကနေပြီးတော့အများကြီးပြောင်းလဲသွားနိုင်နေပေါ့နော်ကာတင်းကိုကျွန်တော် Juno နဲ့ King Flat ဒါမှမဟုတ် Nico နဲ့တကောင်ကောင်လောက်သာပြေးပြီးချိန်မယ်ဆိုရနောက်မှာ Black ဝင်တော့ဝင်လာကြကျွန်တော် Consi on ထားတော့ K7 အနေနဲ့ကျွန်တော်နောက် Pipeline နဲ့ဝင်ဖို့ကြိုးစားနေတာ Juno နဲ့ Vision ကတော့မြင်ပြီးပါဗျာဆိုင်နဲ့တက်လာ Creed တွေပြန်ပြီးတော့ Mythic ဖြည့်ရှင်းလာတော့မယ်ဒီလောက်လည်းသူတို့ defend ခွင့်ရရှိသွားသေးရဲ့ဗျာနေထားတော့ကျွန်တော် Bloodthorn အနေနဲ့ကတော့အရင် instant လုပ်လို့တော့မရဘူးပေါ့နော်အချိန်တွေကိုလေကင်းရောက်လာတဲ့အချိန်ကျရင်တော့ခုနကပြောဆိုတစ်ဖက် Radiant တွေပါလာမယ်ပို့ပြီးတော့မာလာမယ်တိုးလာနိုင်မယ်အချိန်တွေကျရင်လို့မို့ကျွန်တော် K7 နဲ့ Yo-Yo နဲ့ဘယ်လောက်ထိအလုပ်ဖြစ်နိုင်မလဲပေါ့အဲ့အချက်တွေကတော့ကျွန်တော်မေးခွန်းတွေအများကြီးတော့ရှိမယ်ပေါ့နော်အဲ့တော့ Toji ကိုပြေးပြီးတော့ထိန်းထားရင်နောက်ကနေပြီး follower တော့တိတ်တော့မရှိသေးဘူးဗျ
ဆိုတော့ follow up ပိုင်းလည်းတည်နိုင်တယ်နော်ခုနတိုဂျီအနေနဲ့တစ်ခေါက်တည်ထားပြီးွားပြီဆိုတော့လေဒီရကတော့ရန်တာနေတဲ့အခြေအနေတစ်ခုတော့မဟုတ်ဗျာသူတို့ဘက်မှာကကိစ္စတစ်ကောင်လောက်ပဲ404 4-0ဆိုတဲ့ပုံစံတစ်ခုနဲ့တော်တော်လေးအဆင်ပြေနေရဒီကတော့ goal line နာအနေနဲ့ဒီလောက်ထိ damage ထွက်နေရဆိုရဲကောင်းတယ်လို့ပဲပြောရမယ်ပေါ့နော် item အိုင်းမှာတော့ divine ရော vision lantern ရော lightning tension ရော holy crystal ဒါအပြုံမှာကျော် black wing ဆိုတော့ item တော့ full ခဲ့ပြီတစ်ဖက်မှာလည်းကျော် item full ပဲဗျာ magic damage တွေဖြစ်တဲ့အတွက်ကြောင့် Juno ကတော့ကျော်ဒါ rose gold တွေပါပြီးပြန်ပြီးတော့ထည့်ထားပါသေးတယ် နောက် gap တွေကအရေးမကြီးတော့ဘူးဆိုတဲ့အချိန်တစ်ခုပေါ့နော်ဒီအချိန်မှာတော့ကျွန်တော် sticky found လေးနဲ့ battle set rep တွေကျွန်တော် micro movement တွေကအများကြီးတော့စကားတော့ပြောရမှာဗျာအဲ့တော့ method C sticky found တစ်ခုတော့ဖန်တီးနေတယ်အဓိကလည်းကျွန်တော် blaze ရဲ့ dan တွေကိုတော့ Juno နဲ့ Nico နဲ့ကောင်းကောင်းကြီးတော့ခံစားနေရတယ်ဗျာဒီ dan တွေကိုတော့ကျွန်တော်ဖြည့်ရှင်းဖို့အတွက်ကတော့လိုအပ်မယ်အဲ့တော့နောက်ကနေလည်းကျွန်တော် A လွင်နဲ့ Toji ရဲ့တွဲပေါ်ဒီအဲ့တွဲပေါ်ရဲ့နောက်မှာတွေကကျွန်တော်ရိုးပါလာတဲ့အခွက်ကိုလည်းကျွန်တော်နည်းနည်းလေးစဉ်းစားအောင်ပဲပေါ့ ဟုတ်တယ်ဆိုတော့အောက်မှာတော့ vision ရ blaze နေနဲ့တွားပြီးယူထားသေးရဗျာဒါပေမဲ့ late game ကျွန်တော်ပြောခဲ့သူပဲပေါ့နော်သူရဲ့ impact ကတဖြည်းဖြည်းနဲ့ကျလာနိုင်ကြီးတော့ရှိတယ် Toji တို့ blaze တို့ဆိုတာနောက်ပိုင်းမှာသူရဲ့ဒီ durability ကိုပဲအားကိုးပြီးတော့စောင့်ရမှာဗျာ damage ပိုင်းမှာတော့ case မပေးနိုင်ဘူးဆိုရင်တော့ဒီကြမှာ Bloodstone ကကြာရှုံးများသွားနိုင်တယ်ခိုးတော့တွေ့သွားပြီ Dora Hookin တွေပြန်တော့ပေးထားသေးရဗျာ Toji လမ်းဖက်ရင်တော့တည်နိုင်တယ်ဆိုပေမဲ့လေမမီလိုက်တဲ့အခါမှာတော့လွတ်မြောက်ခွင့်ပေးလိုက်ရပါသေးတယ် Magic C ကတော့ကျင်းနေပေါ့တော့ law objective fight တစ်ခုကိုတော့စောင့်ပါဗျာ Nico နဲ့ Juno ရဲ့ damage တွေကတော့အများကြီးအလုပ်ဖြစ်ဖို့တော့လိုအပ်နေပြီဒီကလည်းကျွန်တော် King Flash အနေနဲ့ဘိုရဲနဲ့ follow up လေးတောက်လျှောက်လိုက်သွားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလောက်မယ်ဗျာဒီကသူချက်ပေးတဲ့အချိန်မှာ Heavenly Bowl လေးပါလေးရှိမယ်ဆိုရင်တော့ Battle Sign ကပို့ပြီးတော့ကောင်းမယ် Alien ဝိုင်းဖြတ်ဖို့အတွက်ကတော့စူးစမ်းနေရဗျာ Vengeance နဲ့ Karin ကိုပြန်ပြီးခံထားတဲ့ကြားထဲမှာတော့ Magic C ခေါင်းထိုးဖို့အတွက်ကတော့နည်းနည်းတော့ခက်ခဲနေပါသေးတယ် ultimate တွေလဲလိုက်သလားပေါ့လေကျွန်တော် Karin ကောနဲ့ဒီဘက်က air strike နဲ့ကိုသူလဲလိုက်တာခေါင်းအနေနဲ့ကလည်း LD ပြန်ပြေးဖို့အတွက်က second ပိုင်းလေးပဲလိုတယ်အောင်လမ်းမှာတော့သွားပြီးတော့ lane တွေပါ force နေခဲ့တယ်ကျွန်တော် side lane ကပေးထားတဲ့ Mega Tower impact တစ်ခုကလေ Magic C မှာသွားရှိနေသေးရဆိုတော့ Battle Sign မလား lane ပဲပြန်ပြီးတော့ control လုပ်ရမလားဆိုတဲ့ decision တစ်ခုကိုတော့ Magic C အနေနဲ့စတင်ပြီးတော့ချနေရပြီအောက်မှာတော့ two way သွားပြီးတော့ပဲပုံပူးနေပြီဆိုတော့တေချာပေါက်ဒီအောင်လမ်းကိုတရားမတရားတော့ပြန်ကားတော့မယ်ဗျာပြန်လို့တော့မရဘူးပေါ့နော်တယောက်ကတော့ကျင်းနေပေါက်ကိုတော့ပြန်ရတော့မယ်အဲ့တော့ Nico ပြန်ပြီးတော့ fall back သွားတဲ့အနေထားတစ်ခုမှာ Bloodstone ခေါင်းထိုးလာမလားဆိုတော့ကြည့်ရမယ် Alien လိုက်တော့ရှာခြင်းနေရဗျာတစ်ဖက်ကနေပြီး combo ရဲ့ King Flash 3ယောက်တွဲထားတဲ့ဂျားထဲမှာတော့ Alien Karin ကိုပြန်ပြီးပေးထားပြီဆိုရင်နောက်ကနေပြီး Juno damage ကျန်ကြမှာ Case Juno တော့ရအောင်တော့ down လာသေးတယ်ဗျာပြန်တော့စိတ်တောင်းသေးရဆိုမလဲကျွန်တော်ပြန်ထွက်လာခါမှာ Winner Crown Juno မရတော့ဘူးဗျာဒါပေမဲ့တော့ပြန်ပြီးတော့ Case shut down ကြီးပေးလိုက်ရတယ် Electro impact ဒီဂျားမှာ Blaze ပြန်လဲ 4 band နေမှာ 1 for 1 trade ဆိုတဲ့ပုံစံတစ်ခုမှာဒီလောပြန်ပြီးတော့ try ခွင့်ကိုနှစ်သင်းလုံးနေနဲ့ရရှိသွားရပါသေးတယ်ကျွန်တော် Juno down သွားရဆိုရင်ပဲလို့ Case ကိုတော့ shut down ကြီးပြန်ပြီးတော့ယာသွားတယ်ဆိုတဲ့အခြေအနေပေါ့နော် Lot Dance တစ်ခုကိုတော့ဆက်လက်ပြီးတော့မြင်တွေ့ရမလားဆိုတော့ကြည့်ရမယ် Blaze နေနဲ့ Nico ကြည့်နေရဗျာအဲ့ဒါတော်တော်လေးကိုအနေများတဲ့အချက်ဒါပေမဲ့တစ်ဖက်မှာတော့ corner ရှိနေ King Flash Heavenly Bound ပြန်လဲပြီးတော့ပဲစီးထားတဲ့အနေအထားတစ်ခုမှာတော့ Lot Dance တစ်ခုပြန်ပြီးတော့ကောင်းတော့ fan S-Toy combination တွေကြားထဲမှာတော့ platform တကယ်ကိုကျွန်တော် instant attack ကိုတော့သွားပြီးတော့မိသွားခဲ့ပြီဗျာ Immortal လည်းပြန်ပြီးတော့ဆွတ်ထားသေးတဲ့ခိုင်တဲ့တစ်ခုမှာ King ပြန်ပြီးတော့ King Flash ပြန်လည်းပြေးထွက်နေတော့ပဲကျွန်တော် hand တွေ power wide ကျွန်တော် Immortal တောင်းပြန်ထားတဲ့ခါမှာလည်းပြန်ပြီးတော့ Rose Gold တွေမှာချိန်လာတဲ့ခိုင်တဲ့တစ်ခုမှာ Edit Sweeping တွေတောက်လျှောက်လုံးပြနေရတဲ့ Blaze Con Nico 2v1 ဆိုပေါ်တဲ့တစ်ခုမှာ King Flash ကင်းလွေဆုံးတဲ့ယူထပ်မှာခံရတဲ့ Grow Impact S-Try ပြန်လည်းကျဲလာသေးတယ်အကုန်လုံးရှောင်းရှားနေ Still alive escape ဖြစ်သွားခဲ့သေးရဲ့ဗျာကျွန်တော် air strike တွေအကုန်လုံးရှောင်ပြောင်သွားခဲ့လို့တော့ပြောရမယ်ဗျာအဲ့တော့ Lot Dance တစ်ခုဒီအချိန်မှာမြင်တွေ့ရဖို့အတွက်ကလည်းတော်တော်လေးတော့ဝေးနေပါသေးရဲ့ပေါ့အေးလွင်ရဲ့ဘညာအရင်ကလေးတွေကနော်တော်တော်လေးကိုလှပသွားတဲ့အခါမှာတော့ air strike တန်တွေအကုန်လုံးတော့သူ့အနေနဲ့ရှောင်ရှားသွားခဲ့တယ် Platon ဒီအချိန်မှာတော့ကျွန်တော် CC ရဲ့ impact တွေကကျွန်တော်များအပြားကြီးကိုဖြစ်ပြနေခဲ့ဗျာအဓိက Game Flow လည်း solo သွားပြီးဖြတ်လိုက်တဲ့ပုံစံတွေ Backline Control မှာလည်း Julo Immortal ရော Winner Crown တွေဆွတ်တာတော့မှ UK ရရှိအောင်ဆွမ်းဆောင်သွားတဲ့အရာတွေဒီအရာတွေကကျွန်တော် Method C အတွက်တော်တော်လေးခက်ခဲနေရဆိုတော့ Backline Control တွေပဲဗျာ Front Line မှာဘူရဲနဲ့ခွန်ရှိရဆိုမလဲသူတို့ရဲ့နောက်ကျောမလုံးတဲ့ပြဿနာကိုဘလို့ပြန်ပြီးတော့ဖြေရှင်းပါလဲအေးတယောက်တည်းနဲ့တော်တော်လေးကိုတော့ကျွန်တော်တိုင်းတော့ဖတ်နေပြီဗျာအဲ့တော့အေးလွင်ကိုပဲဖြေရှင်းမလားဒါမှမဟုတ်ရင် Blaze ကိုပဲအရင်ဆုံးဖြေရှင်းမလားဆိုတဲ့အချက်တွေ Method C ဘက်မှာမေးခွန်းတွေကတော်တော်လေးကိုတော့များနေပြီဖြေရှင်းများရဲ့ပုံစံတွေတော့ဖြစ်နေရဆိုတဲ့ဂျားထဲမှာ Bloodstone Lot Dance တစ်ခုထပ်ပြီးတော့လုံနေပြီအေးလွင်3ယောက်လုံးတော့ပြေးပြီးထိန်းနိုင်ဂျားထဲမှာတော့ချာဒီတစ်ခေါက်တော့ပြေးလွတ်နိုင်မလားဆိုတော့ကြည့်ရမယ် Juno ပြန်ပြီးတော့ယာထားတဲ့ဂျားထဲမှာတော့ Case right time နောက်က Blaze နဲ့အတူပဲ Juno ကထပ်ပြီးတော့ယာထားပါသေးတယ် S strike နဲ့သွား try တာမရဘူးတိုဂျီပဲလောက်သိမ့်ပိုင်သွားတယ်ဗျာနောက်မှလည်း Case Immortal down ပြန်ထားချင်မှာ Body Shot က stand ကြားထဲမှာ3အောင်ကြားထဲရောက်နေနေပဲခွန်ရဲ့အဆုံးသက်ကြီးတော့ Case ခံလိုက်ရပြီအောက်မှာလေး lane တွေပါသွားပြီးရှင်းရမယ်ဆိုရဲ Kaider တစ်ခုမှာ Blaze ကြားတော့ညက်နေခဲ့ဗျာကျွန်တော်ထောက်ရှိပြန်တော့ပေးသားသေးဆိုမလဲခွန်ရောက်လာတဲ့ခါမှာ Blaze movement boost ပြီးတော့ပြန်လဲပြေးထွက်သွားရင်တော့မယ် escape ဖြစ်သွားရင်တော့3ယောက်တင်နေဒီ law နဲ့ to follow လိုက်ရပါအောင်မယ်ဟုတ်တယ်ကျွန်တော်အနေထားကတော့ပွဲစဉ်ကနည်းနည်းကြောင်အောင်မယ်ဆိုတဲ့ပုံစံမျိုးလေးတော့တွေးရအောင်မယ်ဗျာနော်ဒီကတော့အဲ့လိုမျိုး Blaze တို့ကျွန်တော်တို့အေးလွင်တို့ဖြည့်ရှင်းထားနိုင်တယ်ဆို
ဆိုရင်တော့ Mathis အနေနဲ့ battle ကိုတော့ကောင်းမှပြန်ပြီးတော့ battle setup ကိုကောင်းမှပြန်ပြီး sign ဖို့ရတယ်ဗျဒီနေ့ကအဲ့လိုမျိုးရှေ့ပိတ်နောက်ပိတ်နှောင်းနေတပြေးကတော့အရင်ကအဆင်ပြေမှာတော့မဟုတ်ဘူး low objective တစ်ခုကို3အောင်ထင်းနဲ့တက်ဖို့အတွက်စဉ်းစားထားတာအစင်ရောပြေရဲ့လားဆိုတော့ကြည့်ရအောင်မယ်ဗျာ ဒီပွဲမှာဂျူနိုလည်းအပြစ်ပြောလို့ကမရပြန်ဘူးဗျာနော်သူ့ဒီကိုပဲအလုံးရင်းဝင်လာဆိုတဲ့ damage တွေကများပြားနေရဆိုတဲ့အခြေအနေကိုသွားတွေ့ရတယ်ယူကျွန်တော် transition ပေါက်တမ်းပြီးတော့ crown control နဲ့ပြန်ပြီးတော့ဖြီထားပါသေးတယ်ကျွန်တော်ထုတ်ကြည့် offense power ပြီး air strike win a crown ပြန်တော့ပေးထားသေးတယ်ဗျာ dot diffuser လည်းမရှိတော့ဘူးနော် wide jet two man ဖြတ်တိုက်တာချက်မှာ public control give flag yo take down လောက်ပြသွားတယ်ပထိုးချင်း immortal တော့ပြန်ထားတဲ့ခါမှာလေ physical damage တွေ magical damage တွေဝင်သွားတော့ kill speed nico david wide နဲ့ high ground defensive တခုမှာ ryukin နှစ်ကောင်ပြန်ရလိုက်ပါသေးတယ်တကယ်ကို3အောင်ထင်းနဲ့ high ground တက်ဖို့အတွက်ကြိုးစားလိုက်တယ်ဆိုတဲ့အကြံစီတစ်ခုကဘယ်လောက်ထိလွဲမှားသွားပြီလဲဆိုတော့ကြည့်ရမယ်ဗျာ Mathis အဖက်ကနေပြီးတော့ဒီဘယ်လိုပြောရမလဲ second ရည်နေတဲ့အချိန်တွေအားလုံးအသုံးချပြီးတော့ပဲသူတို့အနေနဲ့ mid ကနေပြီးတော့တောက်လျှောက်တက်သွားမလားဆိုတော့ကြည့်ရမယ်ဗျာ second 50အတွင်းမှာသူတို့အနေနဲ့ဒီ R တွေကိုရအောင်လုပ်နိုင်ပါမလားဒါလို့စီရတော့ Georgie မင်းမတက်လာ Cree Wave တွေကိုအကောင်းဆုံးခွင့်ကောင်းယူပြီးတော့ပဲ Megador Tribal နဲ့ကြိုးစားနေပြီအောက်မှာလေ by 1ဆိုတဲ့နေရာတစ်ခုမှာ Blaze နဲ့ Nico Joe 1/1တွေ့တော့တွေ့နေခဲ့ပြီဗျာဒါပေမဲ့တယောက်လောက်ပြန်ပြီးတော့ကားမယ်ဆိုတဲ့အခြေအနေတစ်ခုတော့ရှိတယ်သို့တော်လေ Megador မထပ်ပြီးတော့ try မယ် response နိုင်ရ second 20လောက်ထိကျန်နေရဆိုမှလေကားတော်တော်လေးသွေးကိုင်းသလို Blaze ကလည်း Curry ကိုသွားပြီးတော့ခေါ်ထားသေးတာ Blaze ကလည်း Cree ကိုသွားပြီးတော့ကတ်ထားရပေါ့နော်ဒါပေမဲ့အရင်တက်လို့လည်းမရဘူးဗျ KSS ရဲ့ live found ရှိနေသေးရဆိုတော့ Cree တစ်ကောင်လည်းနေကဘလို့မှစင်ပြေမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော် counter attack တစ်ခုနဲ့ Mega Tower objective တွေပြန်လဲပြီးတော့ရလိုက်တယ်ဆိုတဲ့အချက် Mathis အတွက်ကတော့အသက်ရှူချောင်းတယ်လို့တော့ပြောရမယ်ဗျာ ချိန်ချလာတဲ့ညသူတို့ရဲ့ damage တွေတအားများပြားနေတယ်ဒီ Massman နှစ်ကောင်ရဲ့ပြစ်အားတွေကိုခံနိုင်ရှိဖို့အတွက်ကတော့ Blackthorn တွေတော့မတွေ့ဘူးဗျ။တစ်စင်းလုံးမှာတစ်ပွဲလုံးမှာတာနေတဲ့ network တွေကဒီအချိန်မှာပြန်ပြီးတော့ Mathis အနေနဲ့ရရှိသွားခဲ့တယ်။ဒီ high ground မှာသူတို့နေလောဘကြီးသွားခဲ့တာဗျ။၃ယောက်ထဲနဲ့မတက်သိဘူးလို့ထင်တယ် တက်သိဟုတ်တယ်ပြီးတော့ spare cast ကလည်း Mathis ဘက်ကနေတော်တော်လေးတိကျသွားခဲ့ပေါ့နော်ချက်ပေးထားတဲ့ဂျားထဲမှာ King Flash နေနေသူရဲ့ heavenly bound ကိုယိုယိုကိုပစ်ပြီးတော့တွင်းလိုက်တာပို့ပြီးတော့အဆင်ပြေသွားတယ်အဲကျွန်တော်ထပ်ပြီးတော့ကြည့်ရမှာတော့နောက်ထပ်တော့ပတဲတွေပဲနောက်ထပ် lot dancing တစ်ခုထပ်ပြီးတော့လာပါအောင်မယ် duration တိုင်းကပြန်ကြည့်ရမယ်ဆိုရင်တော့26မိနစ်ကိုရောက်တော့မယ်ဗျ။ကျွန်တော် MSA အကြာဆုံးပွဲစဉ်တစ်ပွဲကတော့ကျွန်တော်ဒီနေ့မှာထပ်ပြီးတော့မြင်တွေ့ရပြန်ပါပြီ။ lot dancing တစ်ခုတော့ပြသနေတယ်။ Nico ကတော့သူ့ရဲ့ range spike win နဲ့ vertical combination မှာမြန်ဆန်လာလို့ရဆိုတော့ side lane တွေကို defend နဲ့အပိုင်းကိုသူတာဝန်ယူပေးထားသေးရဲ့ဗျ။ဆိုတော့ဒါပေမဲ့လည်းတစ်ဖက်ကအလုံးကြီးဝင်လာတဲ့အားတွေကိုသူ့အနေနဲ့ခံနိုင်ရှိပါမလား။သူသာပြတ်သွားရင်တစ်ခါသရုံးချိုးခံရမှာနော် ဟုတ်တယ်ကျွန်တော် V1 Day2 မှာတော့ Blackthorn အနေနဲ့ title defender ကိုတော့အမှန်ကန်နေတော့ပြန်ပြီးတော့ကျွန်တော်တို့စောပြနေတာကိုတော့တွေးနေရတယ်ဗျအဲ့တော့ lot dancing တစ်ခုဒီ lot သာထပ်ပြီးတော့ယာဝါခဲ့မယ်ဆိုရင်တော့ Mathis defend ဖို့အဆင်ပြေမလားဆိုတော့ကြည့်ရမယ် Blaze အနေနဲ့တစ်ဖက်ကနေပြီး Nico ပြေးပြီးတော့ထောက်ထားတယ် back line ထဲမှာပြေးပြီးကြည့်မယ်ဆိုရင်လည်း Juno တွေးနိုင်တယ်ဗျအဲ့တော့တစ်ဖက်ကနေပြီး Alien ကိုပြေးပြီးတော့ကြည့်နေကြမယ် Alien ပြန်ပြီးတော့ win the crown ပေးထားတဲ့ charge ပေးထားဆိုပြီးနောက်ကနေပြီး follow damage တွေမပါတဲ့အနေအထားတစ်ခုမှာ Mathis ပြန်ပြီး fall back ရပါအောင်မယ် အကုန်လုံးကတော့ healing တွေပြန်ပြီးတော့လုပ်ရမယ်ဆိုတဲ့အခြေအနေတိုင်းလာတစ်ခုမှာတော့ရိုးရိုးကျွန်တော်နောက်မှာ by one ထပ်တွေ့တယ်ဆိုတော့ land one မှာဖြောက်ဝိုင်းဖို့နဲ့ကြိုးစားနေပြီး immortal ကြံနေသေးတယ် Juno လက်စစ်ထပ်ပြီးတော့ပေးထားသေးတယ်ဆိုမှလည်း leader လက်စီပတ်စစ်မရှိတဲ့အခါမှာတမ်းပြီးတော့ပဲကျွန်တော် Blaze တွေမကြောက်ဘူးဗျဒါပေမဲ့ immortal down ပြန်ထားတဲ့အခါမှာ Juno ရဲ့ပြည့်ချက်တဲ့အတူပဲ Blaze တကောင်ဖေးလိုက်ရပြီ 4v5 saturation တကူတော့ Blackthorn ထပ်ပြီးတော့ဒီလောက်ပဲရင်ဆိုင်ရပါအောင်မယ်ဗျာ game fast လည်းရှိနေသေးတယ်ဆိုတဲ့အနေထား 4v5 ဆိုတဲ့အနေထားအရင်ရောအစင်တော့မပြေဘူးဒါပေမဲ့ quick wave တွေတောက်လျှောက်ပြီးနေရဆိုရင် Mathis အနေနဲ့9ရောက်လုံးပတဲ join နိုင်ပါမလားဆိုတဲ့မေးခွန်းတော့မေးရအောင်မယ်ဗျာနော် side lane တွေကတော့ Blaze ပေးတဲ့ impact တွေကတအားများပြားနေရဆိုတဲ့အခြေအနေတစ်ခုပဲဗျာဗတဲမှာနောက်ဆုံးမှဝင်တယ် Bubble ကနေဝင်တယ် lane တွေမှာ Cree တွေကိုကြော်ရှင်းလို့မရအောင်သူတစ်ဖက်တင်းကိုလှုပ်ဝေးထားရဆိုတဲ့သူ့ရဲ့လောက်ကွက်တွေကတကယ်တော့တောင်းစီနေခဲ့ဆိုတဲ့အခြေအနေတိုင်းတာတစ်ခုပဲဗျာဟိုရဲ့ချောပလက that out play ပြတ်သွားရင်နောက်မှာတစ်ဖက်ကလည်းပြန်ပြီးတော့ case ပြေးထောက်သွားသေးရဲ့ဗျာ Scalian base stand ဒီကြမှာဘိုးရဲ့ able to ချန်နေသေးတယ်ကျွန်တော် leader English effect တွေနဲ့အတူပဲထပ်ပြီးတော့ပဲပြေးထွက်နေတဲ့အခါမှာဘိုးရဲလွတ်မြောက်ခွင့်ရရှိနေပါသေးရဲ့ဗျာ Immortal တော့ကြောက်သွားခဲ့တယ်ဗောနော် KSS အနေနဲ့ live found right တိုင်းပေးနိုင်တာတော်တော်လေးကိုတော့ကောင်းသွားခဲ့တယ်ဗျာအဲ့တော့ Nico ပြေးဖို့တော့စူးစမ်းရဆိုရင်မဲ့လို့အစင်တော့မပြေသွားခဲ့ဘူးတစ်ဖက်မှာတော့ lot dancing အခုချိန်ကြီးတော့ dance နေတော့မဲ့ဗျာအဲ့တော့ King Flash Alien Toji ပြေးကြည့်ဖို့အတွက်ကတော့စူးစမ်းနေတယ်အဲ့တော့ခွန်လှုပ်ဖို့အတွက်စူးစမ်းရဆိုရင်မဲ့လို့အရင်နောက်ရောက်သွားရဆိုတဲ့အတွက်ကြောင့်တော့အရင်ကျွန်တော်မကြွညင်ဘူးဗောနော် ဒီ lot တော်တော်မောနေလောက်ပြီဗျာနော် dancing နေရဆိုတော့ကျွန်တော်ဝင်လိုက်ထွက်လိုက်နေအော် offense ပါသွားပြီ Toji ကျွန်တော်တို့ fusion တွေဘာတွေကတော့ပြန်ပြီးတော့ပေးဖို့တော့ရှိလိမ့်မယ် transition ပေါက်လေကုန်သွားပြီအပေါ်လမ်းမှာလေ Creeway ကထပ်ပြီးတော့စီးနေပြန်ပြီ Mathis လုံးချင်တိုင်းလုံးလို့မရအောင်ဆိုတာအဲ့ဒီ lane Cree ရှင်းနေလို့ ဟုတ်တယ်ဗျာနော် lane Cree ကတောက်လျှောက်ပြီးနေရဆိုတဲ့အချိန်မှာတော့သူတို့အနေနဲ့စိတ်သွားတဲ့ကိုမပါတဲ့ပုံစံမျိုးတော့ဖြစ်နေရဗျ Blaze Brute Force တွေပါရတော့ပြီးသွားခဲ့ပြီ Lot ဒီလေ dancing ကတော့လုံးနေသေးပဲဗျဟိုရဲခွန်ပြန်လဲပြီးတော့ရန်လာတဲ့ front line အနေထားတစ်ခုမှာတော့ King Flash ဒီ lot objective ကိုယူနိုင်မလားဆိုတော့ကြည့်ရမယ်တစ်ဖက်မှာ Blaze အနေနဲ့တော့ lane သွားပြီးတော့ကတ်လို့ပေးထားတယ်ပြန်ပြီးတော့တက်လာခဲ့မယ်ဆိုရင်လည်း Nico Juno ပြေးပြီးတော့ကြည့်လို့ရတယ်ဗျအဲ့တော့ခွန်အနေနဲ့ Nico Juno နားမှာတော့နေပြီးမှတော့ရဟုတ်တယ်ဆိုတော့ခွန်Nico နှစ်ယောက်ပေါင်းပြီးတော့ Alien ကို import ထားဖို့တပြိုးသားနေတယ်ဒီမှာ ban ချင်းပြန်တော့ခွေးလာသေးတယ်ဒါပေမဲ့နောက်မှာပြန်ပြီးတော့ Nico ကတိုင်းကောတန်ကိုတော့ကျူးနေ waste by ဝင်နေပြန်လေ fall back down run steady ကြတယ်မှာခွန်ကြားတယ်ညက်နေပြီ 3v1 multi shot ကပြန်လာစေတယ်ကိစ္စ
လာလာပပလောက်ပြပါလားခါတဲ့ကမခေါ်ဒါလည်းပြီးထွက်နေတယ်ဘဝမတောင်ကြရလာမရှိတော့ no retribution မှာဒီလောက်ကိုလက်သွန်း 100% ရရှိဖို့တော့များသွားခဲ့ပြီဗျာ စက္ကန့်60စက္ကန့်60ဗျာတခါဒေါင်းသွားမယ်ဆိုရင်တော့အဲ့တော့နှစ်သိန်းလုံးအနေနဲ့တော်တော်လေးကို careful လုပ်ဖို့တော့လိုအပ်မယ်ဒီကိုသူ့အနေနဲ့ holy crystal တွေပါထပ်ပြီးတော့ပေါင်းထားရသေးတယ်ဗျာဒီက alien ကိုပြေးပြီးတော့ဖြတ်လိုက်တဲ့အချိန်မှာတော့ alien မဖြတ်သွားတော်တော်လေးကိုတော့စိုးဝါးကားခဲ့တယ် race ကိုပြေးပြီးတော့ကြည့်ရဆိုရင် flicker နဲ့အနေထားတစ်ခုကတော့အရင်ဖြတ်လို့တော့လွယ်မှာတော့မဟုတ်ဘူးဗျာအဲ့တော့ Kisan life off ခွန်တော့ပြေးပြီးတော့အိမ်သားသေးတယ်သူတို့အနေနဲ့ဒီ law ကိုတော့ပြေးတော့လူကျင်နေသေးတယ်ဆိုအစင်များပြေမလားနောက်မကောင်းဒီကိုတူမန်ခွန်ဒီကိုပြေးပြီးမိတာဂျိုင်းမှာ place 3 out ဆိုဟန်ပေးလာတဲ့ဂျိုင်းမှာ Messi ပြန်ပြီးတော့ fall back နေရပါပြီ နီကိုအမတောင်ပြန်ထားတဲ့ကမှာ Blaze Elwin 2 man ပြန်တော့ရှိနေသေးတယ်ဗျ win the crown ပေးထားသေးတော့ Black Wave Family ထက်တက်လိုက်ဆိုမလဲ Hero ကပြန်ပေးလိုက်ရခန်းထဲမှာ Nico Shut down က Double K ပါ Elwin နဲ့တူပဲဒီ throw ကိုရိုက်ချိုးဖို့တော့ Black Zone ready ဖြစ်နေတဲ့ခိုင်းတဲ့တစ်ခုမှာ Juno ပါ throw ဘလို့မကလို့မရတဲ့အဆုံး Messi game number 1ကိုရှုံးနေကြရ